အမြဲတမ်းသင်နေကြဖြစ်တဲ့ animal cell နဲ့ plant cell အဲ့ဒါတခြားကဒါကိုမပြခင်အရင်ဦးဆုံးပြောကြည့်ပါအောင် animal cell နဲ့ plant cell မှာက animal cell မှာဘာ cell ပါတွေရှိပြီးတော့မြင်ရလေပါလေ and then plant cell မှာဘာ cell ပါတွေရှိလဲ plant cell မှာက vacuole ရေ plant cell မှာ Cell vacuole membrane, cytoplasm, nucleus. chloroplast လည်းပါတယ် ဟုတ်တယ် chloroplast လည်းပါတယ် cell wall vacuole ဟုတ်တယ် cell wall vacuole plant cell မှာကလေ vacuole ကလေပို့သွားတာမဟုတ်ဘူးပေါ့နော်တကယ်တော့ animal cell မှာလည်း vacuole ရှိတယ် animal cell ရဲ့ vacuole ကကျတော့ small လို့ခေါ်တယ် small numerous vacuole ဖြစ်ပြီးတော့ plant cell မှာတော့ဟိုမှာမြင်နေရတဲ့အကြီးကြီးပေါ့နော်အပြာရောင်အဲ့ဒါကြီးကသူက plant cell က store water လုပ်ရတဲ့အတွက်ကြောင့်မို့ plant cell မှာကျတော့ large central vacuole လို့သူကရှိနေတာ animal cell မှာကျတော့သူက vacuole ကရှိတယ်ဒါပေမဲ့ small and numerous အများကြီးပဲမသိလေးတွေပေါ့နော်တိတ်ပြီးတော့မှမမြင်ရတဲ့ပုံစံမျိုးဖြစ်နေတဲ့ဟာအဲ့တော့normally နှစ်ခုစလုံးမှာပါတဲ့ဟာတွေကတော့ nucleus ကပါမယ်ဟုတ်တယ်ဟုတ်အဲ့ဒါနှစ်ခုစလုံးမှာရှိတယ် and then cytoplasm နှစ်ခုစလုံးမှာရှိတယ် and then cell membrane နှစ်ခုစလုံးမှာရှိတယ် and then mitochondria နှစ်ခုစလုံးမှာရှိတယ် so အပေါ်ကသုံးခုကကြားဘူးတယ် mitochondria ကြားဘူးလားယင် ကြားဘူးပါတယ် mitochondria ကဘာလုပ်တယ်လို့ထင်လဲ energy လို့ပြောတယ် ဟုတ်တယ် energy ပေးသူ့ကိုတခြားနာမည်ပေးထားတယ် power of the house လို့ဒါဆို power of the house ဆိုတာအိမ်တိမ်လုံးကိုပေါ့နော်အလင်းအောင်ပေးတဲ့အရာသူကလည်း cells မှာလည်းတူတူပဲသူကမီးစက်လိုပဲအဲ့လိုမီးလာတဲ့ EPC လို့ပေါ့နော်ဒါဆိုထားပါတော့သူ power ပေးတဲ့ဟာပေါ့နော်ဒါဆိုအဲ့လိုမျိုးအကောင်ပေါ့နော်အဲ့ဒါ cell တစ်ခုလုံးမှာ function လုပ်ဖို့ရအတွက် energy ရဖို့ရအတွက်ကိုဒီ mitochondria ကနေအဓိကလုပ်ပေးတဲ့ဟာဒီမှာကတော့ဒီက animal cell မလို့ဗာပေးထားလဲဆိုတော့ small လို့ချက်ထည့်ထားတယ်ဘာဖြစ်လို့လဲဆိုတော့သူကplant cell မှာကျတော့ large vacuole က small animal မှာလည်းပါတယ်မပါဘူးထင်မှာဆိုလို့ပေါ့နော်ဒါဆို small တဲ့သူကပြီးတော့ numerous ဆိုတာအများကြီးပဲပါတယ်ဒါဆိုနောက်တစ်ခုကတော့ ER လို့ခေါ်တာအတူကောက်ကလေ endoplasmic reticulum လို့ခေါ်ထားတယ်အိမ်မှာအကျွန်းလေး nucleus ရဲ့အဘေးနာဟာ and then ပြီးတော့ဗာလဲရှိဆိုတော့ Golgi complex လည်းရှိတယ် Golgi complex ကအဲ့ဒီနားလေးမှာပဲခောက်နေတဲ့ဒီလိုမျိုးတွန်းနေစာရွက်ခောက်နေတယ်လို့မျိုးပုံစံလေးနဲ့ဖြစ်နေတဲ့အရာပေါ့နော် and then ပြီးတော့အခါကျ lysosome ကတော့များသောအားဖြင့်က animal မှာပဲပို့ပြီးတော့ရှိတယ် and then plant မှာပါတော့ပါတယ်သူလည်းတူတူပဲပေါ့ vacuole လို့ပဲသူကနေတယ်ပေါ့နော် lysosome ဆိုပြီးတော့မှ cell parts တွေဖြစ်တော့တယ်ဒီဘက်ကplant cell မှာက normally အပေါ်က၄ခုကတူတူပဲပါတယ်ဟုတ်တယ်ဟုတ်cell membrane နဲ့ mitochondria တူတူပဲဒီလေးခုက and then vacuole မှာကွဲသွားပြီဟိုက small vacuole ဆိုပေမဲ့ဒီဘက်မှာ vacuole လို့ small vacuole မဟုတ်တော့ဘူးသူကကြတော့ large central vacuole လို့ခေါ်တယ်လေကောင်မှာအကြီးပဲရှိနေတာ store water လောက်ထားတာအဲ့တော့မို့ some of the plants တွေကနေတိုင်းအပြင်ကိုရေမလောင်းရင်တော့မှ is still survive ရသက်ရှင်နေရပေါ့နော် and then အောက်ကတော့ endoplasmic reticulum ကတော့သူလည်းတူတူပဲပါတယ်ပေါ့နော်and Golgi complex လည်းပါတာရှိတယ်ဒါပေမဲ့အဲ့ဒါကတော့ depends on the plants ရ plant မျိုးစားပေါ်မှာမူတည်ပြီးတော့မှမတူတဲ့မပါတဲ့ဟာတွေလည်းရှိရင်ရှိနိုင်တယ်ပေါ့နော် mostly is အကုန်လုံးမှာတော့ပါတယ်သူလည်း lysosom ပါတယ် and then သူ့မှာထပ်ပိုးလာတာဘာလဲဆိုတော့ဆွမ်းနာပြောတဲ့ chloroplast ဘာလို့လဲ they need to make own foods photosynthesis လုပ်ရမယ်မလို့ another one is cell wall ကဘာလို့ပါတာလဲဆိုတော့ humans မှာက support လုပ်မယ်shape လုပ်မယ် straight up လုပ်မယ် skeleton system ဆိုတာရှိတယ်ဒါပေမဲ့ plants မှာကမရှိတော့ plants မှာ cell wall က protective လုပ်ပေးတယ် cell membrane ကိုအဲ့ဒါအပြင် support ဆိုတဲ့သူ့ရဲ့ shape ရှိအောင်လို့ပေါ့နော် give shape to the cells လုပ်ပေးအောင်လို့ထားပေးတယ်အဲ့တော့ animal မှာက plants cell part တွေက၈ခုပဲဒါပေမဲ့ plants ကကြတော့ပုံများတယ်10ခုရှိတယ်so ဆိုတော့ငါplants မှာက cell part တွေပိုနေတာဘာလို့ပိုနေရလဲ of course သူကဘာလို့ရမှာလဲဆိုတော့ make own food လို့ရမှာ so the making process ပေါ့နော်own food လုပ်တဲ့ making process ကို in plants မှာဆိုလို့ရှိရင် we got အဲ့ဒါကို photosynthesis လို့ခေါ်တယ် and then photo ကနေရောင်ခြည်ကလာတဲ့ light ကိုသုံးတာမလို့ light ဆိုတဲ့အရာကိုသုံးတာမလို့ photosynthesis ကအနောက်က make food လုပ်တယ်လို့ပြောချင်တာ and then so organism တွေကmake their own food လုပ်တယ်ဆိုလို့ရှိရင်အဲ့ဒါကိုတခြားတို့ကဘယ်လိုခေါ်လဲဆိုတော့ autophagy လို့ခေါ်တယ်autotroph လို့ခေါ်တယ်အဲ့ဒီ autotroph ကဘာကိုပြောချင်တာလဲဆိုတော့ only plant မှာပဲပြောချင်တာပေါ့နော်ကိုကတကူ making own food လုပ်တာ of course plant မလုပ်နိုင်ပါဘူး other live organism တွေကမလုပ်နိုင်ဘူး so animal cells ကကြတော့ do not have the chloroplast that's why cannot make own food လုပ်လို့မရဘူး and then organism that cannot make လူတွေလိုမျိုးเนาะအဲ့လို own food မလုပ်နိုင်တဲ့ organism တွေကို heterotroph လို့ခေါ်တယ်
ဆိုဒီကောင်ကြီးကကြတော့ဆွမ်းနာတော့ငါပါနေတယ်ပေါ့နော် cell pass တွေကို 3D ပုံစံနဲ့ကြာပြန်ပြထားပေးတယ်ဆွမ်းနာတော့ငါjust only flat နဲ့ပေါ့နော် 2D ပုံစံမျိုးပဲဖြစ်နေတာဆိုတော့အကုန်လုံးမမြင်အောင်ဆိုတော့အဲ့ဒီကရှိနေတဲ့ cell pass လေးကိုဒီမှာတခြားဆွဲထုတ်ပေးထားတယ်ပေါ့ nucleus ရှိတဲ့ဟာတွေရှိတယ် Golgi complex ဆိုတာအဲ့လိုမျိုးတွန်းလေးအခောက်လေးဖြစ်နေတာ fold ဖြစ်နေတဲ့ part လေး and then microtubules and then vacuole endoplasmic reticulum က nucleus ရဲ့ဘေးနားကရှိနေတဲ့ဟာလေး endoplasmic reticulums and then နောက်မှာ centriole တွေရှိတယ်ပြီးတော့ mitochondria ရှိတယ် lysosome ribosome and then plasma membrane ဆိုပြီးတော့မှဒီမှာရှိနေတဲ့ cell part လေးတွေကိုတခြားကပြန်ပြထားတယ် and then ဒီမှာကတော့အသေးစိတ်ပေါ့နော်ဒီ detail ပါထားရှိရတချို့ part တွေကတော့ဒီ GD session မှာမလို့ဘူးဒါပေမဲ့ဒါ knowledge အနေနဲ့သိစေချင်လို့ပေါ့နော်ထည့်ပေးလိုက်တာအကုန်လုံးတော့မေးမှာမဟုတ်ဘူးပေါ့အဲ့တော့ဒီမှာစလာပြီချာ cell part တစ်ခုချင်းစီကိုပြောတော့မှာ cell part တစ်ခုချင်းစီက function တွေကဘာတွေရှိလဲသူတို့ရဲ့ structure ဆိုတဲ့ပုံစံလေးကဘယ်လိုပုံစံလေးရှိနေရလဲဒါဆိုရင်ဒီက nucleus ကိုစပြောတယ် nucleus ရဲ့ပုံစံကအဲ့လိုမျိုးအလဲကောင်မှာ in the center of the cell မှာများသောအားဖြင့်ရှိတယ်ပြီးရင် they are large ကြီးတယ်ပေါ့နော် and then ပုံစံလေးနဲ့ကြည့်မယ်ဆိုဒါမျိုးရှိနေတယ် so spherical structure organelle တဲ့ပုံစံလေးက spherical structure ရှိနေမယ် majorly at the center of the cell မှာတရှိနေပြီးတော့သူ့ရဲ့ function ကသူဘာလုပ်တာလဲဆိုတော့ control the cell center ပြောရရင် like ဘာတွေလုပ်ဆိုပြီးတော့မှသူက cell part တွေကိုသူက control ထားတာဒီ function တွေတခုလုံး like a manager ပေါ့နော် company တခုမှာဆိုလို့ရှိရင်ဟိုအလုပ်ဒီအလုပ်ဆိုရခိုင်းတဲ့ဒီလိုမျိုးပေါ့ဒါဆိုခိုင်းတာပဲလုပ်တာပေါ့နော်and contain သူထဲမှာဘာတွေပါလဲဆိုတော့ခါကြတော့ all the genetic information for making new cells new cell တခုလုပ်တော့မယ်ဆိုလို့ရှိရင်အဲ့ဒီ cell အတွက်လိုအပ်တဲ့ genetic information ဆိုတာအထက်တွေက genes လေးတွေလူတစ်ယောက်ကအသားဖြူရမယ်အရက်ရှည်ရမယ်သပင်ကောက်ရမယ်သပင်ဖြောင်းရမယ်ဒါမျိုးတွေပေါ့နော်အဲ့လို genes လေးတွေတိတိလေးတွေကသူ့ထဲမှာတင်ထားတာဒါဆိုအဲ့လို specific ဖြစ်တဲ့ genes လေးတွေပေါ့လူတစ်ယောက်ရဲ့ဟာကိုand another ကဒုတိယတစ်ခုက cytoplasm အကြောင်းကိုပြောတယ် so cytoplasm ကို student တော်တော်များများသိတယ်ဒါပေမဲ့ပေါ့နော်ပြောလိုက်လို့ရှိရင်တောင်ဖြစ်နေတယ် cytoplasm ဆိုတာကဒီ cell ကိုမြင်နေရတာအောက်ခံဒါဆိုဒီမှာအောက်မှာရှိနေတဲ့ဒီရှိတဲ့ cell part တွေကအဲ့ဒီအရေးထဲမှာဝင်နေတာဒါဆိုအဲ့ဒီနောက်အဟာက like a slime လိုမျိုးပဲ jelly like substance အဲ့ဒီမှာအကုန်လုံးကဝင်ထည့်နေတာပေါ့ slime ထဲမှာဆိုလို့ရှိရင် slide ဆော့ပြီးဆိုရင်ထဲမှာလေးအဆီလေးတွေထည့်လိုက်တယ်အဲ့လိုမျိုးပဲအဲ့ဒီအဆီလေးတွေတို့part တွေကဒီ other organ တွေဖြစ်ပြီးတော့အခါကျတော့အဲ့ဒီအရေးကြီး slime ကြီးကကြတော့ cytoplasm so ဒီ cell တွေမှာလည်း cytoplasm ကိုပြပါဆိုရင်ဒီအနောက်က blank ဖြစ်နေတဲ့နေရာက cytoplasm ပဲဒီမှာသူပြထားတယ်ဟုတ်ကဲ့ background ပေါ့နော် liquid structure က cytoplasm ဒါပေမဲ့ cytoplasm ကဘယ်လိုမျိုးကြီးလဲဆိုတော့ခါကျတော့ is ဒီမှာသူပြောထားတယ် jelly like substance make အပြင်မှာမြင်ရမယ်ဆိုရင် slide နဲ့ပေါ့နော်student တွေအများစုကအဲ့လို modeling လုပ်တယ် project လုပ်တယ်ဆိုလို့ရှိရင်ဒီsearch part တွေကို project လုပ်တယ်ဆိုရင်များသောအားဖြင့်အဲ့ဒီ cytoplasm နေရာမှာ slide ကိုသူတို့သုံးကြတယ်ဒါဆိုသုံးပြီးတော့ခါကျတော့အပေါ်ကဒီ nucleus part တွေကတော့ clays ပေါ့နော်ဂျုံလုပ်တဲ့ plate တို့ clays လေးတွေနဲ့ပုံဖော်ပြီးတော့မှအဲ့ဒီမှာလိုက်ထည့်လို့ရှိရင် modeling cell ပုံစံဖြစ်သွားတယ် and then all the important chemical reaction က for growing take place here ဒီမှာပြောစရာတစ်ခုရှိသွားတယ်ဒီသူ့ရဲ့ function က cytoplasm ကဒါပဲပေါ့သူများတွေအကုန်လုံးကိုဖတ်တွေအကုန်လုံးသူ့ထဲမှာထည့်ထားပေးတာသူက container ကြီးပေါ့ဆိုတော့အဲ့လိုပြောပေမဲ့သူ့မှာအရေးကြီးတဲ့ function ကဘာလဲဆိုတော့ chemical reaction ဆိုတဲ့ cell division လုပ်ဖို့ရအတွက် growth လုပ်ဖို့ရအတွက်ဘာတွေပဲလုပ်လို့ energy တွေလုပ်မယ်ဆိုလို့ရှိရင်ရှိတဲ့ chemical reaction တွေကကြံတဲ့နေရာမှာမလုပ်ဘူးအဲ့ဒီ cytoplasm ထဲမှာပဲတွားပြီးတော့လုပ်တာအတိတ်ပဲပို့ပြီးတော့တိတသားဆိုရင် let's talk about ဒီ nucleus အကြောင်းကိုပြောမယ် nucleus မှာကသူ့ထဲမှာအဲ့ကျိုးရှုပ်လေးပေါ့နော်ဒါဆိုအဲ့ဒါ chromatin လေးတွေပေါ့နော်အဲ့ chromatin လေးတွေက ribosome တို့ chromosome တို့အဲ့ဒါလေးတွေကသူက nucleus ထဲမှာရှိနေတာအဲ့ chromosome လေးကတကယ်တော့သူကနှစ်ကျိုးကိုလိမ်ထားတာ double helix ပုံစံဖြစ်နေတာသူကအဲ့နှစ်ကျိုးကနေပြီးတော့ကွဲပြီးတော့လေးကျိုးလောက်ပါ cell division လောက်ပါအဲ့လိုလေးကျိုးလောက်တဲ့ခါကျအဲ့ nucleus ထဲမှာသူမလုပ်ဘူးလေသူကဘာလုပ်လဲဆိုအဲ့လိုခွဲတော့မယ်ဆိုပြီးတော့ तू ကဘယ်သွားလဲဆိုအပြင်ဘက်ကိုထွက်တာအပြင်ဘက်ကိုအဲ့ cytoplasm တွေကို तू ထွက်သွားတာထွက်ပြီးတော့ခါကျတော့သူ့ကိုလိုအပ်တဲ့နှစ်ကျိုးကနေလေးကျိုးဖြစ်ဖို့လိုအပ်တဲ့ genes လေးတွေကို protein ပေါ့နော် protein synthesis ဆိုပြီးတော့ chemical reaction လုပ်တဲ့အခါကျရင်အဲ့ဒီအပြင်မှာ तू ကသွားလုပ်တာ chemical reaction cytoplasm ထဲမှာသွားလုပ်တာလုပ်ပြီးသွားပြီဆိုလို့ तू ကနှစ်ကျိုးကနေလေးကျိုးဖြစ်သွားပြီဆိုတော့ပြန်လိမ်ပြီးရင်အဲ့လိမ်ပြီးသား chromosome လေးတွေကအဲ့ nucleus တွေကိုပြန်ဝင်သွားတာso သူက chemical reaction တွေကိုဒီ cytoplasm ထဲမှာပဲလာလုပ်တယ်ဆိုတဲ့ဟာကိုသူကပြောချင်တာအဲ့တော့အဓိက most of the chemical reaction က nucleus ထဲမှာမလုပ်ပါဘူး nucleus က DNA ထဲမှာ genetic information တွေရှိတယ် but အဲ့ nucleus ကိုကွဲဖို့ cell division process က nucleus ထဲမှာမလုပ်ဘူး only in the cytoplasm ထဲမှာပဲလုပ်တာမလို့ဒီ chemical reaction တွေကို cytoplasm ထဲမှာလုပ်တယ်ဆိုတဲ့ function ထည့်ထားတာ
and then နောက်တစ်ခုကတော့ cell membrane ကသူ့ရဲ့ function ကဒီချာကအလွယ်တကူသူ့ကိုပြောမယ်ဆိုရင် security ကလို့ပြောချင်တာပါလေဒီလားဝင်နဲ့ထွက်တဲ့လူတွေကိုစစ်တာဟုတ်တယ်နော်လိုအပ်တဲ့ဟာတွေကိုဝင်ခိုင်းတယ်မလိုအပ်တဲ့ဟာတွေကိုမဝင်ခိုင်းဘူးပေါ့နော် and then ထွက်ရမယ့်သူဆိုလဲ like a waste material တွေဆိုထွက်ရမယ်ဆိုရင်သူကထွက်ခိုင်းတယ်ပေါ့ like all know the plasma membrane ဆိုတာသူ့ရဲ့ membrane လေးတွေကအဲ့လိုပုံစံမျိုးနဲ့လုပ်ထားတယ်ခန္ဓာကိုယ်မှာလိုအပ်တဲ့ energy တွေကနေပြီးတော့မှဒီအပြင်ဘက်ဆုံးကပေါ့နော်ဒီ cell တစ်ခုရဲ့အပြင်ဘက်ဆုံးအလွှာကို make it up လုပ်ထားတာကများတော့အပြင် phosphorus တို့ဒီ phosphorus lipids ဆိုတာ phosphorus တို့တခြား carbohydrate တို့လိုအပ်တဲ့အဲ့ဒီ energy molecule လေးတွေနဲ့လုပ်ထားတယ် and then အဲ့ဒီဟာက a thin membrane နဲ့ပါတယ် and then that separate the interior of the cell ရဲ့အတွင်းနဲ့အပြင်ဘက်ကိုသူကကာထားပေးတယ် boundary လုပ်ထားပေးတယ်သူ့မှာက two layer ရှိတယ်ပုံမှာပြထားသလို layer လေးကနှစ်ခု and then oil lipid molecule lipid ဆိုတာကတကယ်တော့ oil molecule ကိုပြောတာ fat တို့ပါလို့ and then many kinds of protein အဲ့တော့ protein တွေစားလို့ရှိရင် of course ဒီ cell membrane တွေဖြစ်လာတယ်အဲ့တော့အသားတွေတိုးလာတယ်ပေါ့အဲ့တော့ဗလာတောင့်ကျင်တဲ့လူတို့ဆို protein တောက်တာတို့သိရမလား protein များများစားရမယ်အသားဓာတ်တို့ cells တွေများလာတာဆိုတာကဒီ cell membrane ကိုလုပ်ဖို့ရအတွက်လိုအပ်လို့ပေါ့နော် and အောက်ကကျတော့ဆွမ်းနာပြောတဲ့ mitochondria အကြောင်းကိုစပြောတယ် mitochondria က power of the house လို့ပြောထားတယ် detail တွေကသူကမပါဘူးရဲ့တခြားကပုံကိုသိစေချင်လို့ဘေးနာကပေါ့နော် DNA ကဒီနားလေးမှာဘယ်လိုပါနေတာလဲဒီလိုမျိုးလေးတွေသိစေချင်လို့တခြားကပုံထည့်ထားတာ details ဒီမှာသူ့ရဲ့ function ကသူ့ရဲ့ပုံစံလေးကဒီလိုမျိုး raw shape ဖြစ်နေတယ် oval လုံးဝ cycle တော့မဖြစ်ဘူး oval shape ဒါမှမဟုတ်ရင် spherical shape ဖြစ်မယ် and then mitochondria က two special membrane ရှိတယ်သူက outer နဲ့ inner ဆိုပြီးတော့ membrane နှစ်ခုခွဲထားတယ် inner membrane နဲ့ outer membrane inner membrane ကဒီတွန့်လေးတွေရှိနေတဲ့ဟာပေါ့နော် folded ဖြစ်နေတဲ့ဟာ curly ဖြစ်နေတဲ့ဟာအပြင်ကတော့ outer membrane ကဒီ outside က shell ကိုပြောချင်တာ and then သူ့ရဲ့ function ကဘာလုပ်တာလဲ of course ဒီမှာပြောပြီးသား to generate energy ထုတ်ပေးတာ cell တစ်ခုလုံးအတွက်လုပ်ချင်တဲ့ function chemical reaction တွေကိုလုပ်ဖို့ရအတွက် as the power generate to produce the energy in the form of ATP လို့သူကပြောတာ ATP ဆိုတာကဆိုတော့ DNA ခွဲတဲ့ strand နှစ်ခုကနေ၄ခုခွဲတဲ့အခါကျလို့ရှိရင်လိုအပ်တဲ့ energy ကိုပြောတာအဲ့ဒီ energy ကိုကျွန်တော်ကအတူကောင်းနေနဲ့ ATP လို့ခေါ်တာဒါဆိုအဲ့ဒီ ATP ရှိတဲ့ထုတ်ပေးတာသူကဒီ mitochondria ကသူ့ရဲ့ function အဓိကand then နောက်တစ်ခုကတော့ဘယ်သူမှလဲဆိုတော့ plant cell မှာပဲပါတယ် cell wall ကဆွမ်းနာပြောမှုပါတယ်သူကအဓိက plants ကို supporting လုပ်ပေးတဲ့ဟာသူ give shade လုပ်ပေးတဲ့ဟာ cell wall က so consists of mainly သူကကျတော့ three component ရှိတယ် and then အပေါ်မှာပုံလေးမှာပြထားလို့ရဲ့အပေါ်ဆုံးက middle lamella primary cell wall နဲ့အောက်ကတော့ cell membrane ဆိုပြီးတော့မှသုံးခုရှိတယ်သူရဲ့ part ကအဲ့ဒီ part လေးတွေကသူကဘာတွေနဲ့လုပ်ထားတာလဲဆိုတော့အပေါ်ဆုံးက lamella က padding ဆိုတဲ့ဟိုမှာကြည့်တဲ့အဝါရောင်အမြင်ကျိုးလေးတွေနဲ့လုပ်ထားတယ် cell walls ကဒါကတော့ channel နှစ်ခုကတော့ function ကိုပြောတာမဟုတ်ဘဲနဲ့ location ကိုပြောတာ of course location ကပုံမှန်မြင်တယ်လို့ပဲ lamella နဲ့ plasma membrane ရဲ့ကြားထဲမှာရှိတယ်အောက်ဆုံးက cell membrane က secondary cell wall ကတော့နောက်ဆုံး primary cell wall ရဲ့ plasma membrane တချို့မှာပဲရှိတဲ့ဟာမျိုးဒီဗီဒီယိုထဲမှာတော့ဒီရှိနေတယ်ပေါ့နော်စပ်ပါတွေအကုန်လုံးတော့မပြီးသွားဘူးကွာ so let's go to the next video